ကဲဒီတရားကတော့အုံးမန်းပါပါနဲ့တွေ့ပြီပေါ့နော်ဒီဗီဒီယိုကိုကြည့်အောင်ကြည့်လိုက်နော်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနော်ဒီမှာရုပ်ကလုံးဝကိုကြည့်လို့မကောင်းတော့ဘူးမှာရုပ်ပြက်စင်းပြက်နဲ့မှာတော်တော်ဆိုးနေနော်မောက်ဆဲမွေးကတော်တော်လေးကိုရှည်နေပြီနော်မှာမညက်ဖူးတဲ့လူတွေကဘေးကစိုက်ပြီးနေရမယ်ဆိုတာသိမှာမဟုတ်ဘူးမှာတော်တော်ရှည်နေပြီကဲ let's go ဒီကောင်ကိုကျွန်တော်ရှင်းပေးလိုက်ရင်ပေါ့နော်အုံးမန်းပါwow လုံးဝကို change မှာနော်အမကြီး spin လည်းညက်လိုက်တာနဲ့လုံးဝကိုပြောင်းလဲတော့မျက်နှာအကုန်လုံးပြောင်းသွားအမကြီးသူ့ကိုကျွန်တော်က make face ထူထားပေးရပါတော့ make face လေးထူထားပေးတယ်သူ့ကိုကျွန်တော်နောက်တော့အပြောင်းဝင်တော့ဘေးခွဲပုံစံနဲ့တော့ပုံဖော်ထားပေးရပါတော့သူလုံးဝကိုပြောင်းတော့ရုပ်သွားတယ်နော်အမကြည့်လိုက်ဝေါလုံးဝနော်ဒီလိုမျိုးပုံစံကိုကျွန်တော်ဒီလိုမျိုးလုပ်ပေးလိုက်တာသူကအရန်ပျော်တော့တယ်မှာသူ့နာမည်တော့သူမဲ့တော့လားမသိဘူးနော်ဒီတရားကော်ဖီပဲတိုက်ပေးလိုက်တယ်သူဆိုပျော်တယ်ရောကဲကြည့်ရှုပေးကြတဲ့အကောင်လုံးကိုတော့ကျေးဇူးတင်ပါတယ်နော်ဟိုမန်ဘာပုံစံမှာစပိန်တာညလို့ရပါတယ်နော်လို့နော်ဘိုင်ဘိုင်ပါ